လာတဲ့ခါမင်းစိတ်ညစ်မနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးမျိုးကွာမင်းကြုံတွေ့ရမှာရှောင်မပင်တဲ့ကြိုးစားလူဆိုတာဟာမင်းပန်းကလန်လေကွာမင်းရှောင်ရဖို့အတွက်ကွာကြိုးစားကြရမှာလူဆိုတာဟာမင်းစုကလန်လေကွာမင်းနှင်းဖြတ်ရကွာမင်းရဲ့ဆုံးပြီးနေဆိုတာဟာကိုမျောမှန်းထားတဲ့ရာစီမံချက်တစ်ခုသာ